လုံးမဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကြီးစားတောင်ရသွားနိုင်တဲ့ application လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကောင်ကတော့ Lifemat လို့အမည်ရပါတယ်။သူကတော့ဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်ဟိုပေါ့နော်ကျွန်တော်တခြားဗီဒီယိုတွေကိုပြောရင်တော့တူရင်းတူရှင်းလေးနဲ့ပဲကျွန်တော်ပြောပြီးတော့ဗီဒီယိုကိုရှင်းပါဆိုလို့အပုံစံတိုင်းလေးပဲပြောတာပါ။ဒီခါတော့ကျွန်တော်တေချာလေးပြောပြပေးပါမယ်။ဘယ်လိုခေါ်မလဲဆိုတော့ဗျာဒီ application ကFacebook နဲ့ဝင်လဲရတယ် Google နဲ့ login ဝင်လဲရတယ် login ဝင်တာတွေကတော့လွယ်ပါတယ်သုံးရတာလည်းလွယ်ပါတယ်ပေါ့နော်ကိုမှ Gmail ရှိတယ်ဆို Gmail နဲ့ login ဝင် Gmail မရှိရင် Facebook နဲ့ login ဝင်ပါ VPN တော့ချိန်ပေးထားရတာပေါ့ဗျာ VPN တော့ချိန်ပေးထားရပါတယ်ဒီ application သုံးတဲ့အခါမှာဘယ်လိုဖြစ်မလဲဆိုတော့သုံးတဲ့သူပေါင်း3984ယောက်အထိရှိတယ်ဒီအားလုံးကိုဒီမှာပေါ်တယ်ကိုကြိုက်တဲ့လူနဲ့စကားပြောလို့ရတယ်ကိုကဒီမှာပေါ့ဗျာသူများတကာတွေကဘာတွေတင်ထားလဲဆိုတာသိချင်းဒီ Christmas ပုံလေးကိုနှိပ်ပြီးတော့ကြည့်နိုင်တယ်ပေါ့နော်ကြည့်နိုင်တယ်ကိုဘလူးနဲ့စကားပြောတတ်တာလဲဆိုတာကိုသိချင်းဒီကောင်လေးကိုနှိပ်ပြီးတော့သိနိုင်တာပေါ့ဗျာဟုတ်ကဲ့ဒါကတော့ကြီးသားမရှိတဲ့သူတွေအတွက်ကတော့အရင်အဆင်ပြေတယ်ဗျကိုကြိုက်တဲ့သူနဲ့ယောက်ျားလေးဆိုလဲမိန်းကလေးတွေနဲ့လိုက်ပြီးတော့စကားပြောလို့ရတယ်ဗယန်းပဓာပေါ့ဗျာဗယန်းပဓာတွေဒီတော့ရှောက်မပြောနဲ့ပေါ့ဒီလိုပဲပေါ့အပြင်းပြေလေးပြောလို့ရပါတယ်အကောက်ဖွင့်တာကတော့မပြောပြတော့ပါဘူးဗျလွယ်ပါတယ် Facebook ရှိရင် Facebook နဲ့ login ဝင် Facebook မရှိလို့ Google account ရှိတယ်ဆို Google account နဲ့ login ဝင်လို့ရပါတယ်ဗျဒီမှာ game တွေလည်းကစားလို့ရပါတယ် game တွေလည်းကစားလို့ရတယ် okay အဲ့ဒါဆိုရင်အဆင်ပြေမယ်လို့ထင်ပါတယ်တကယ်လို့ VPN တွေမရှိလို့ VPN လိုချင်နေဆိုရင်ကျွန်တော်က V2way key ကိုကျွန်တော်ရဲ့ Telegram channel ကနေပြီးတော့ကျွန်တော်အခမဲ့ပေးနေတာပဲဖြစ်ပါတယ်ဆိုတော့ပေါ့ကျွန်တော်ရဲ့ VPN ကိုကျွန်တော်ရဲ့ channel link ကိုဒီမှာကြားပေးထားမှာဖြစ်ပါတယ်ဒီကောင်လေးကို copy ကူးပြီးတော့ထည့်လိုက်ရုံနဲ့တင်အဆင်ပြေသွားမှာပဲဖြစ်ပါတယ်ခင်ဗျโอเคအားလုံးပဲအဆင်ပြေကြပါစေเนาะကျွန်တော်ကစေတနာနဲ့ပြောပြတာပါကျွန်တော်ကိုဂျင်းလို့ပြောတဲ့သူတွေဂျင်းထဲ့တယ်လို့ပြောတဲ့လူတွေကျွန်တော်ဘာမှပြန်မပြောပါဘူးကျွန်တော်ကိုအခုလို comment မှန်ပြီးတဲ့အတွက်ပဲကျေးဇူးတင်ပါတယ်ပေါ့နော်ကျွန်တော်လူမနက်ကလူဒီ channel တွေကိုလည်းမဟုတ်ကဟုတ်ကတွေလည်းတင်တာမဟုတ်ပါဘူးเนาะကျွန်တော်စေတနာရှိတယ်လို့ကျွန်တော်တင်ပေးနေတာဖြစ်ပါတယ်ကျွန်တော်သိတာလေးတွေကိုကျွန်တော်ပြန်ပြီးတော့မျှဝေပေးနေတာပဲဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အတွက်ကျွန်တော်အားလုံးကိုကျေးဇူးတင်ပါတယ်သုံးရတာအရင်လွယ်ကူပါတယ်ဗျတိုက်ချက်နိုင်မဲ့ဆိုတာကဒီ application လေးကသုံးရတာလွယ်ကူပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ